Yummy audio. အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့အင်မတန်မှစိတ်ချောက်ချားပွဲရကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာဒီနေရာကဘာလဲဆိုလို့ရှိရင်ကြောင်မဲကြောက်ထီလို့ခေါ်တဲ့ဘိုးဘိုးစင်တွေနတ်စင်တွေစွန့်ပစ်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒီကြောင်မဲကြောက်ထီနတ်စင်တွေဆိုလို့ရှိရင်အစီအမံနိုင်နေတဲ့အယုတ်တွေကိုပြုလုပ်ပြီးကိုးကွယ်ကြတာလည်းဖြစ်ပါတယ်အိုင်နိုင်ငံဟာဆိုလို့ရှိရင်အစီအမံနိုင်တဲ့လက်ဖက်အင်အိုင်တွေကိုတအားယုံကြည်ပြီးကိုးကွယ်ကြတာပဲဖြစ်ပါတယ်။ကိုမြင်တွေ့နေရတဲ့အယုတ်တွေဟာဆိုလို့ရှိရင်လည်းကွယ်လွန်သွားတဲ့သူတို့ရဲ့အဖိုးဖွားတွေရဲ့အယိုးပြားတွေနဲ့ပြုလုပ်ပြီးပြန်လည်ကိုးကွယ်ကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်အောက်ထိဒီနတ်စင်တွေဟာဆိုလို့ရှိရင်သူတို့တွေရဲ့ဥယျာဉ်ချမ်းမြေတွေရဲ့ခြံဆောင်အဖြစ်ယုံကြည်ကိုးကွယ်ကြတာလည်းဖြစ်ပါတယ်။သူတို့သုံးသုံးဖြစ်လာပြီးဆိုရင်လည်းဒီကြောင်မဲကြောက်ထိနတ်စင်တွေကိုအစ်စ်လဲလေးရှိပါတယ်။လဲပြီးသားကြောင်မဲကြောက်ထီတွေကိုလည်းဒီနေရာမှာလာပြီးဆွန့်ပစ်ကြပါတယ်ဒီလိုနေရာမျိုးကိုရောက်လာပြီးဆိုလို့ရှိရင်သူတို့ပြုတ်လောက်ထားတဲ့အစီအမံနိုင်လက်ဖွဲ့အင်းအန်တွေကိုတွေးခဲ့လို့ရှိရင်လည်းအိမ်ကိုယူမယူဆောင်သွားဖို့သတိပေးခြင်းပါတယ်သူတို့တွေကမကျွတ်လွတ်သေးတဲ့ဝိညာဉ်သားတွေနဲ့ထက်ခေါ်ပြီးအစီရင်လောက်ထားတဲ့အတွက်ကြောင့်အိမ်ကိုယူဆောင်သွားမယ်ဆိုလို့ရှိရင်အန်ဒီရဲ့အလွန်ကြီးမားပါတယ်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်လာရောက်ရိုက်ကူးတဲ့အခါမှာထူးခြားတဲ့ဖြစ်စဉ်တွေဖြစ်သွားပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုစန်းရဲ့ YouTube တိုက်ရိုက်လိုက်ထဲမှာအရေးတစ်ခုဖြတ်သွားတာကိုလည်းမြင်တွေ့လိုက်ရပါတယ်။ဒီကနေပြီးတော့မှညောင်မင်းကြီးဘက်ကိုအရေးတရံလာလာနဲ့သွားလိုက်တာကိုလည်းတွေ့လိုက်ရပါတယ်။ဒါကြောင့်မို့လို့တကယ်ချင်းတို့အနေနဲ့ရောဒီလိုကြောင်မဲကြောက်ထိနတ်စင်တွေကိုတွေ့လာခဲ့ပြီးသွားရောက်မဆက်စုကြပါနဲ့။ဒီလိုနေရာမျိုးတွေမှာကိုမမြင်နိုင်တဲ့ပရာလောကသားတွေရှိနေနိုင်တဲ့အတွက်ကိုမှဘာအဆောင်ရောက်မှမရှိထားဘူးဆိုလို့ရှိရင်သူတို့တွေကအချိန်မီဒုက္ခပေးနိုင်တာပဲဖြစ်ပါတယ်။င်တွေ့နေရတဲ့ကြောင်မဲကြောက်ထိနတ်စင်တိုင်းဘေးနားကနေပြီးညောင်မင်းကြီးဘက်ကိုအရေးတရံတက်သွားတာကိုတွေ့လိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်နောက်ကနေလက်ချက်မကွာလိုက်ကြတဲ့အခါမှာဒီညောင်မင်းကြီးပေါ်ကိုတက်သွားတဲ့ပုံစံ YouTube ရဲ့ live ထဲမှာတိုက်ရိုက်မြင်တွေ့လိုက်ရပါတယ်ခင်ဗျာ။ Okay ကျွန်တော်တို့ရဲ့တင်ဆက်မှုကိုအပိတဲ့အတွက်တယောက်ချင်းဒီတိုင်းကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ရက်တွေမှာလည်းကျွန်တော်တို့ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုသွားရောက်ရိုက်ကူးအောင်လဲဆိုတာကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ Tapi kata